င်္ဂလာပါWi-Fi ဆက်လေးရောက်တယ်ဟုတ်ပါနော်ဒီကောင်ကဘာ Wi-Fi ဆက်တုံးဆိုကျွန်တော်စင်ကတ်ထည့်ပြီးတော့မှသုံးရတဲ့ Wi-Fi ဆက်ဟုတ်နော်ဒီကောင်ရဲ့အားတက်ချက်ကဘက်ထရီ1000 mAh ပါတယ်ဟုတ်နော်ဘက်ထရီ1000 mAh ပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်20အသုံးပြုလို့ရတယ်ပေါ့နော်1000 mAh ပါတယ်မြည်စင်ကတ်မဆိုထည့်သုံးလို့ရတယ်ဟုတ်ပါနော်ဒါအိတ်ဆောင်ပေါ်တေးပဲဖြစ်တဲ့အတွက်မြည်စင်ကတ်မကိုကျွန်တော်ထည့်သုံးလို့ရတယ်ကျွန်တော်မြန်မာနိုင်ငံမဟုတ်ဘူးနိုင်ငံခြားထွက်ပြီးတော့မှနိုင်ငံခြားဆင်းထည့်ပြီးတော့မှ Wi-Fi တုံးမဲ့ဆိုလဲကျွန်တော်တုံးလို့ရတယ်ပေါ့နော်အဲဆိုရင်ဒီကောင်ကတိုက်စီနဲ့အတွင်းရမယ် power bank နေနဲ့တုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့က Wi-Fi ကိုဝက်တီနဲ့တုံးတာဖြစ်တဲ့အတွက် power bank မတုံးဘူးအဲကျွန်တော်နိုင်20ခန့်နဲ့စင်ကတ်ကတော့ကြိုက်တဲ့စင်ထည့်လို့ရတယ်ဟုတ်ပါနော်ကျွန်တော်ရှိမှာတော့အရန်ရောင်းထုတ်တဲ့ပစ္စည်းအမျိုးအစားလေးဖြစ်တယ်ဟုတ်ပါနော်အဲကြောင့်မို့မိတ်ဆွေတို့အနေနဲ့Wi-Fi ဇက်တွေရောင်းနေတဲ့စင်ကတ်တွေ Wi-Fi data ကတ်တွေရောင်းနေတဲ့လူတွေမိတ်ဆွေတွေကိုကျွန်တော်ရှိကိုဆက်သွယ်ဖို့ရန်အတွက်မေးပါနဲ့ကျွန်တော်ရှိမှာလက်လီလက်ကားဝယ်ရရှိနိုင်ပါတယ်ဒီဆက်ကတော့ကျွန်တော်ရောင်းချမဲ့ဈေးကတော့3သိန်းနဲ့မှ4000ကျပ်ဖြစ်တယ်ဟုတ်ပါနော်အဲဒါကြောင့်ဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်လူရမိုဘိုင်းကိုဆက်သွယ်ဝယ်လို့ရရှိနိုင်ပါတယ်ဟုတ်ပါနော်ပစ္စည်းအရေးအတွက်ကကျွန်တော်အလုံး200ပဲရောက်တယ်စတော့ကကုန်တာမြန်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုမြန်ချိတ်ဆက်ဖို့ရန်အတွက်မမေ့ပါနဲ့ဟုတ်ပါနော်ဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်တူရမှာဆက်သွယ်ပါတော့ညကို48000ခွန်6 55လမ်း130 E နဲ့130ကြားမန္တလေးမြို့မှာဆက်သွယ်ဝယ်လို့ရရှိနိုင်ပါဆိုတော့ကျွန်တော်တင်ကောင်းပါအပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်